ဟုတ်ကဲ့မှန်ပါပါဗျာဒါကတော့မိုးတွင်းတော့အစားပေါ့ညားတာပါဟာညရွေးပေါ့ဟုတ်ပါညရွေးပေါ့ဆိုပေမဲ့နပိတ္တဝိုင်းချင်းတော့ရှိပါတယ်ဗျာလက်ရှိချင်းမှာတော့ဒီမြေတံနေတဲ့မှာငါများလို့ငါတိတ်မကြိုက်တော့ဘူးလားဒီမရွေးလဲဒီအပြင်ကမထွက်တော့တာလားအပေါ်ပဲဆင်းသွားကြလားမသိတော့ဒီငါများတဲ့ချိန်မှာငါရမကြိုက်တော့ဖြစ်နေဒါပေမဲ့တချို့ညုံထောင်တဲ့သူတွေဒီတန်ချတဲ့သူတွေကတော့တခါတလေဝင်သေးတယ်လို့ပြောတာပဲရာသေးတယ်လို့ပြောတာပဲနေရွေအကဲတက်လေလေးဝိတာဆိုင်ငါးဝိတာဆိုင်တွေရနေကြတော့ပြောရတိုင်းပဲကျွန်တော်ကတော့နားများဒါမကြိုက်တော့တဲ့အနေထားကြောင့်မို့ငါတော့မှမများတော့လက်ရှိအနေထားမှာကအဲ့လိုမျိုးဖြစ်နေပြီပြီးတော့မေတ္တာဆယ်ထဲနဲ့မေတ္တာဆယ်ရဲ့အောက်ဖိတ်တင်တွေကိုတွားများရင်တော့ရနိုင်တဲ့အနေထားတော့ရှိရဒါပေမဲ့ဒီဖက်တွေကလည်းဒီလော်ရတွားလို့ရတဲ့အနေထားမရှိတော့အန်ရီရီနဲ့ဆိုတော့လေဒီမတွားဖြစ်တာလည်းပါတယ်ဒီတွားလို့မရတဲ့အနေထားရှိတော့ကိုလေအဲ့လိုရှိလို့မတွားဖြစ်တာပေါ့လေဒီဆယ်ရက်တွားမယ်ဆိုတော့ဆေးပြင်းရလည်းအကျယ်ကြီးကိုရလည်းဒီငါအများကကျွန်းတဲ့ချင်းပတ်ပိုင်နိုင်များနိုင်တဲ့အနေထားမဟုတ်ဘူးဆိုတော့လေဒီဆေးရည်ပြင်းရလည်းအကျယ်ကြီးဆိုတော့ဒီအစားကောပဲမရတာဆိုတော့လေ